လူတစ်ယောက်ဟာသူ့ရဲ့အင်အားရှိသမျှနဲ့ထောင်တိုင်းကိုအားကုန်လွှဲပြီးတိုက်လိုက်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်နဲ့တိုင်းကိုတိုက်ချိုးပြီးထောင်ကနေထွက်ပြေးဖို့ကြိုးစားနေတာပါဒါပေမဲ့နှစ်ခွဲကြောင်တိုက်ခဲ့ပေမဲ့တိုင်းကတော့နည်းနည်းလေးတော့မလုပ်ပါဘူးသူ့ဘေးကထောင်သားကလည်းသူဒီလောက်ထိကြိုးစားနေတာကိုမြင်ပြီးစိတ်ထက်တွေတက်ကြွလာပါတယ်ဒါနဲ့နှစ်ယောက်သားအတူတူတိုက်ဖို့ဆုံးဖြတ်လိုက်ကြတယ်မမျော်လင့်ပဲအချိန်ပေါင်း80ကြိမ်တိုက်ပြီးတဲ့နောက်မှာတော့တိုင်းမှာတကယ်ပဲအကြောင်းတစ်ခုပေါ်လာခဲ့ပါတယ်ဒါကိုကင်းမြောင်စင်းဘော်ကထောင်မတာကမြင်တော့အကျယ်ကြီးလှောင်ပြောင်းသွားတော့တယ်သူတို့လောက်ရကအိမ်မှာရောက်နေတာပဲလို့ပြောလိုက်တာပါဒါကတော့အာဝေကိုတကယ်ပဲဒေါသထွက်သွားစေပါတယ်သူဒေါသတကြီးနဲ့အော်ဟစ်လိုက်တာကိုတွေ့ရပါမယ်ထောင်တစ်ခုလုံးကအကျဉ်းသားတွေအားလုံးဟာတက်ကြွလုံးလို့တွဲယူတယ်ယူထိကုန်ကြပါတယ်အားလုံးကတိုင်းစီကိုပြေးဝင်သွားကြပါတယ်ရလက်ကတော့နောက်တစ်စက္ကန့်မှတင်အားလုံးအစုလိုက်အပြုံလိုက်ဒဏ်ရာရလူနေပေါက်ထက်သွားကြပါလားနောက်ထပ်ထောင်ဝါတာတယောက်ကတော့အေးဆေးဆေးကြည့်နေပါတယ်ဒီလူတစုကတော့တကယ်ကိုကယ်မရအောင်အားကြီးဦးလူတိုင်းလုံးလုံးတူထင်းနေတာပါဒီလိုနဲ့နှစ်ခွဲကြောင်တိုက်ခဲ့ပြီးတဲ့နောက်မှာအကျဉ်းသားအများစုကတော့လက်လျှော်သွားကြပါပြီအာဝင်းနဲ့အစကထောင်သားနှစ်ယောက်ပဲတုံးတုံးအားနဲ့တိုင်းကိုဆက်တိုက်နေကြပါတယ်သူတို့နှစ်ယောက်နောက်တစ်ချိန်တိုက်ဖို့ပြင်ဆင်နေတဲ့အချိန်မှာတင်တောင်းကင်ဘော်ကလေရင်ပြန်တစ်စင်းရုတ်တရက်ပြက်ကျလာပါတယ်အဲ့ဒီလေရင်ကထောင်စီကိုတန်းတန်းမမတ်ကြီးပြက်ကျလာတာပဲဖြစ်ပါတယ်